ဒီခွင့်ရေးလေးကတော့လာစာလဲရမယ်ပညာလဲလိုချင်တဲ့သူတွေအတွက်တော့ယတနာတိုက်တစ်ခုပဲဖြစ်ပါတယ်မင်္ဂလာပါကျွန်တော်တို့ Amation တကားဆောင်ရွက် founder ကိုအားကဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ Amation မှာ UPBC သတင်းတကားတွေထုတ်လုပ်ဖို့အတွက်ကိုလူခေါ်မဲ့ကိစ္စလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်လူခေါ် post လေးတင်ခြင်းလို့ပါကျွန်တော်တို့ Amation မှာ UPBC သတင်းတကားတွေကိုထုတ်လုပ်တတ်စဉ်ကျွမ်းကျင်9ဦးတိတိကျွန်တော်ထပ်ပြီးတော့ခေါ်ယူသွားပါမယ်အခြေခံလာစာ3,300ကျွမ်းကျင်တဲ့သူကတော့ကျွမ်းကျင်တဲ့နှုံထားပေးပါမယ်ကိုယ့်ရဲ့ကျွမ်းကျင်မှုပေါ်မူတည်ပြီးတော့လာစာဘယ်လောက်နှုံထားတွေရှိလဲပါလဲဒါကတော့အသေးစိတ်ကတော့အင်တာဗျူးဝင်ပြီးတော့မှပဲကျွန်တော်တို့အတိအကျလေးပြောပေးပါတယ်ကျွန်တော်တို့ Amation မှာအလုပ်ရှောက်မယ်ဆိုလို့ရှိရင်အားသာချက်အနေနဲ့အဆောင်နေထိုင်ခွင့်ရှိတယ်နောက်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ lunch ထမင်းစားဖို့အတွက်ကိုစီစဉ်ပေးတယ်အဆောင်နေတဲ့သူတွေဆိုလို့ရှိရင်တော့ညစာတင်နာပါစီစဉ်ပေးတာဖြစ်တယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ရှိမှာပညာသင်လဲရတယ်ပညာရှင်လဲရတယ်ပညာသင်ဖြစ်စေပညာရှင်ဖြစ်စေရောက်နေတဲ့ experience နဲ့တက်တဲ့ပညာပုံမူတည်ပြီးတော့မှကျွန်တော်တို့ကထိုက်တဲ့လစာတစ်ခါတည်းပေးတာဖြစ်ပါတယ်အလုပ်ချိန်ပြင်ပဆင်းတဲ့အတွက်လည်း OT တွေစီစဉ်ပေးထားရတယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ public holiday တွေဆိုလို့ရှိရင်လည်းပိတ်တယ် Sunday လည်းပိတ်တယ်ပေါ့နော်အဓိကတော့ကျွန်တော်တို့အလုပ်ရုံကလှိုင်သာမှာဖြစ်တဲ့အတွက်ကြောင့်မလို့လှိုင်သာမှာရှိတဲ့ညီငယ်တွေအတွက်ကိုပို့ပြီးတော့ welcome ဖြစ်ပါတယ်အလုပ်လျှောက်ဖို့စိတ်ဝင်စားတယ်ဆက်သွယ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဖုန်းနံပါတ်ကလေးကိုကျွန်တော်ဒီမှာ video မှာပြပေးထားမှာဖြစ်ပါတယ် position လေးတွေကအမြန်ခေါ်ယူသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့အမြန်ဆုံးလျှောက်ထားဖို့ပြောချင်ပါတယ်ဥသူကိုအရင်ဆုံးခံသွားမှာဖြစ်ပါတယ်ခင်ဗျာကျေးဇူးပါ